ကဲအားလုံးပဲမင်္ဂလာပါဗျကျွန်တော်ဒီ channel လေးကတော့ channel အသစ်ပေါ့ဗျာနော် channel အသစ်ပြန်ထပ်လုပ်ထားတဲ့ channel လေးပါဗျာနော်ဒီ channel လေးက Saint Lucky official ပေါ့နော် 2D official ပေါ့နော်အဲ့လိုဖွင့်တာကျွန်တော် master 2D နီးပြ channel လေးကတော့မကြခင်မှာ live လွှင့်လို့ရတော့မှာပေါ့နော်24နာရီစောင့်ခိုင်းထားတယ်ဆိုတော့ဒီနေ့တောက်ကြနေ့ပေါ့နော်ဒီနေ့တောက်ကြနေ့မှာမရဘူးဆိုရင်တော့စနေနေ့တွေကြမှာပဲဖွင့်မှာပါနော်ဒီနေ့ရရင်တော့ရတဲ့အချိန်တော့ကျွန်တော် live တော့တက်ခဲ့ပါဦးဟိုစားအရင်ရှိတဲ့ကျွန်တော်ညံလေး channel တွေ Saint Lucky Pro channel တွေအဲ့ဒါတွေက live လွှင့်တာလည်းမရဘူးပို့တင်လို့လည်းမရဘူးအကောက်တွေအပိတ်ခံထိထားတယ်ပေါ့အကောက်တွေပိတ်ခံထိထားတယ်တချို့ channel တွေကအပြီးအဖြတ်ခံရတာလေးရှိတယ်အဲ့တော့ကျွန်တော်လည်း channel တွေများများတော့လုံးမရမယ်အနေထားဖြစ်တယ်ဗျနောက်ထပ်ကျွန်တော်ထပ်ဖွင့်လို့ရမယ်ဆိုတော့နောက်ထပ် channel အသစ်နောက်ထပ်2ကောက်ထပ်ဖွင့်အောင်မယ်ပေါ့နော်စပယ်ဘတ်အနေနဲ့အနည်းဆုံး4ခုလောက်ထားမယ်လို့ရည်ရွယ်ထားလိုက်ဘာဖြစ်လို့လဲဆိုတော့တစ်ခုမရရင်တစ်ခုဖွင့်ရမယ်တစ်ခုမရရင်တစ်ခုဖွင့်ရမယ်အဲ့လိုလုပ်မှရမယ်အဲ့လိုမလုပ်ရင်ကျွန်တော်တို့ပြဿနာဘာဖြစ်လဲဆိုတော့ကျွန်တော်ဟို live တက်ချင်တယ်လွှင့်ပေးချင်တယ်လွှင့်ပေးလို့မရဘူးအဲ့လိုဆိုအကောက်တွေအကုန်လုံးကကျွန်တော်တို့နည်းနည်းဟိုဖြစ်ထားတယ်ပေါ့ဗျာနော်အဲ့လိုအကောက်တွေကအပိတ်ကန်ထိထားတယ်ကျွန်တော်လည်း3ကောက်လောက်တော့ထားတာပဲဗျာ3ကောက်လောက်ထားတဲ့အချိန်ဒီမှာဒီ3ကောက်လုံးကသွားပြီးတော့ထိသွားတယ်ဆိုတော့အဲ့လိုမျိုးလည်းဖြစ်သွားတယ်အဲ့ဒါကြောင့်ပထမတော့တစ်ကောက်ဖြစ်တယ်2ကောက်ဖြစ်တယ်ဆိုရင်တော့ဘယ်လိုပြောရမလဲတခြားအကောက်နဲ့တက်လို့ရသေးတယ်ပေါ့အခုဆို3ကောက်သလုံးထိထားတယ်ဆိုတော့ကျွန်တော်ကဘယ်အကောက်ကမှတက်လို့မရဘူးဖြစ်ဒါပေမဲ့ကျွန်တော်ရဲ့မူရင်း channel ရွှေလက်ကြီးဆိုတဲ့မူရင်း channel တော့ရှိတယ်အဲရွှေလက်ကြီးကျတော့ monetize အောင်ထားတဲ့ channel ဖြစ်တယ်ဗျကျွန်တော်လည်းအသုံးမပြုဘဲနဲ့ထားတာဖြစ်တယ်အခုလိုမျိုးကနန်းအကြောင်းကိုစကားထိုင်ပြောလို့ပေးလို့ရတယ်ဒါပေမဲ့ server တွေမှာရေးပေးတာတော့ဘာလို့ညာတော့လုံးမယ်ဆိုရင် channel တစ်ခါလိမ့်သွားမှာအဲ့လိုဖြစ်မှာဆိုလို့ကျွန်တော်အဲ့ channel ကတော့မတက်ဖြစ်တာပေါ့နော်အဲ့လိုမျိုးဖြစ်တယ်ဟုတ်ပါပြီဗျကျွန်တော်ဒီ short video file လေးကိုတွေ့လို့ရှိရင်လည်းအောက်မှာ okay လေးမှတ်မိခဲ့ကြပါဦးနော် file လေးတွေတက်အောင်လဲ share လို့ရတဲ့နေရာလေးရှိနေ share ပေးကြပါဦးဗျ subscribe ကတော့နည်းသေးတယ်ပေါ့နော် subscribe လေးတွေတွေ့ရင်လည်းနှိပ်တော့ကြပါအောင်ဗျနော်အရင်တည်းကအားပေးခဲ့တဲ့မိတ်ဆွေတွေအားလုံးတွေ့ရင်နှိပ်တော့ကြပါအောင်အားလုံးလည်းကျေးဇူးတင်ပါတယ်ဗျနော်စိတ်ချမ်းပါပြီကိုချမ်းသာကြပါလိမ့်ဗျနော်အားလုံးပဲဟုတ်ကြပါ